ဒါအခုလိုတင်ပေးကြအပြင်မင်းတို့ဒီအဆင်ပြေသွားမယ်ပတ်သက်နေရှာနိုင်အောင်မယ်ဖုန်းမြင်ရတကယ်တော့အောင်မယ်ဆိုကျင်းတည်ရမင်းတို့ဒီငါ့လိုပြန်ဖြစ်အောင်မင်းတို့အမြင်နဲ့မှာပြန်တင်ပြီးလုပ်ပြီးဟုတ်ပြီလားမင်းတို့ကောင်းသွားဆိုညီလေးပဲမိသားစုတွေကောင်းမယ်မိသားစုကညီပဲပေါင်းဝင်ချင်းတကယ်ချင်းအတိုင်းဝိုင်းကောင်းမယ်ပြီးမိတ်ဆွေတွေကောင်းမယ်ဆွေမျိုးတွေကောင်းမယ်ဟုတ်မှာလူတွေကကောင်းသွားရေးဆိုရင်လူအများကြီးကိုပြန်ပြီးကြိုးပြတယ်လူကောင်းတယောက်ကလေလူဆိုးတွေကပေါင်းဝင်ချင်းလုံးဝတကယ်ဟိုအောက်ဆုံးပြီးနောက်ဆက်တယ်အောက်ဆုံးရောက်ဆွဲချသွားတယ်ဟုတ်ပြီနော်လူကောင်းတယောက်ကပေါင်းဝင်ချင်းတခုကောင်းအောင်လုပ်ပြီးတယ်နော်ကောင်းအောင်လုပ်ပြီးအဲ့တော့မင်းတို့အမြင်နဲ့လူကောင်းဖြစ်ဖို့ပဲတင်နော်ဒီဆောက်တင်တန်းကဆို free တင်တယ်ကွာ free တင်ဆို6လပေါ့နော်6လတင်တယ်တင်တန်းကာလအတွင်းမှာဆိုဆောက်ရဒီအမြတ်ငွေမင်းတို့လုပ်တဲ့ service အမြတ် accessory ရောင်းတဲ့အမြတ်ဖုန်းပေါင်ထားတဲ့အမကန်တွေအမြတ်ဟုတ်တယ်မလားပြီးမင်းတို့ online ပစ္စည်းရောင်းနေရတဲ့အမြတ်တွေဆိုတော့တတ်မှတ်ဆောင်ပေးတယ်ဖုန်းရောင်းတယ်ဖုန်းရောင်းလို့တစ်လုံး9000တော့အဲ့လိုပေးတယ်ဟုတ်ပြီနော်ဟုတ်အဲ့ဒါလေးကတော့ဆောက်ဒီ6လအတွင်းမှာပေါ့နော်လုံးဝထုတ်လို့မရဘူးညိုလေးတည်းရတယ်ဒီတစ်လမှာပေးရဆောက်2ရက်ပေးတယ်ဒီပထမတစ်လမှာစာတွေ့တင်ပေးတယ်စာတွေ့တင်ပေးတယ်စာတွေ့မှာဖြေရတယ်85မရအောင်လေဟို85မရတော့မအောင်ဘူးနော်တင်းတင်းကြပ်ကြပ်လုပ်တယ်တန်းလည်းပေးတယ်ထိုင်ရ100တိုက်100နော်အဲ့လိုမျိုးလည်းတန်းပေးတယ်ဟိုမလွယ်ဘူးဆောက်ပါဒီချိန်လေးပဲမင်းတို့ကငါးနဲ့တွေ့ရပါလေဟုတ်တယ် one time ပဲအချိန်ပဲတွေ့ရအောင်နောက်တစ်ချိန်ပြန်တွေ့လို့မရအောင်လုံးမရအောင်မလွယ်ဘူးဟုတ်ပြီနော်ဟုတ်အပြီးလက်တွေ့ကို2လတင်တယ်လက်တွေ့2လတင်ပေးတယ်ပေါ့နော်လက်တွေ့2လမှာလုံးဝဟိုဆောက်ဆိုလို့ရှိရင်မလုပ်ဘူးဟိုပေါင်းအစီဆိုလို့ရှိရင်15မိနစ်နဲ့အပြီးဟုတ်ရောပေါင်းဒီကွာက15မိနစ်ဒါအားလုံးကတကယ်အောင်လဲလူပေါ့နော်တကယ် joining ဝင်လူဆရာနီးတန်းပြပေးလူက7မိနစ်တွင်ပြီး7မိနစ်ဟိုပြီးနော်အဲဒီလူချင်းဆရာမင်းတို့ကြွားဖို့လည်းမတင်ဘူးဟုတ်ပါငါတို့ပေါင်းစီအောင်လဲကောင်းနေပါညာငါက CPU ကောင်းလဲကောင်းနေပါရဲ့မလုပ်ခိုင်း CPU လည်း okay တယ်ခဏပဲငါမိနစ်20ဆိုကုန်ပြီးဟုတ်နော်အားလုံးဆိုလို့ရှိရင်ငါ10မိနစ်နဲ့ကုန်ပြီးနော်ဖုန်းဖြုတ်တဲ့ဆို9မိနစ်နဲ့ကုန်ပြီးဖြုတ်ပြီးတက်ပြီး9မိနစ်နော်အဲ့တော့1 hour service ဆိုတာဒီငါတို့ပြောတဲ့စကားလုံးနဲ့ညီနေရမှာကျုံးနိုင်အောင်အဲ့ဒီတော့ဆရာကုသပေတခါတည်းတင်ပြီးတယ်ပြီးဆရာသားမချန်ဘူးပုံမြင်ရပါတယ်ဆရာသားမချန်ကထားကောင်ကဆရာသားချန်လိုက်ငါတက်တာအောင်ကမင်းဟို100လုံးတက်တယ်ပေါ့ sorry ငါဆရာ100လုံးတက်တယ်ဆရာတင်ပြီးဖုန်းမြင်နေတာတင်ပြီးဆရာ100လုံးတက်တယ်100လုံးတက်တဲ့နေရာမှာဆရာကဆိုဆရာသားချန်လိုက်ပြီးတော့20လုံးဆရာသားချန်80%ပဲဆရာတို့တင်ပေးလိုက်ဟုတ်ပြီနော် okay အဲ့ချိန်မှာငါတို့ကဒီ generation ရဆရာသား channel generation အဲ့တော့ကျင်းတည်တယ်မင်းတို့လာတက်တယ်မင်းတို့ကနောက်တက်ထပ်ပြီးတော့25တက်စုပ်ထပ်တင်တယ်မင်းတို့ဘယ်လောက်ရမလဲ60လုံးပဲတက်တော့60ရမင်းတို့ကလည်းမင်းတို့တပည့်ကြီးကလေးကြမင်းတို့ကဆရာသား50 channel တယ်ဆရာသားအောက်ထက်ချန်မယ်20လုံးထက်ချန်လိုက်အောင်မင်းတို့က40လုံးပဲမင်းတပည့်ကြီးတက်တော့ကျင်းတည် generation 40မြောက်နဲ့50မြောက်ဆိုကျင်းတည်အခုမတုံးမြပြောပါဘူးဟုတ်အဲ့တော့ဆရာသားချန်မှာဆရာသားချန်ဆိုတဲ့စနစ်ကိုအရင်မုန်းတယ်ကိုယ်တိုင်လည်းမလုပ်ငါမင်းတို့100ရှိရင်ငါမင်းတို့100ဘုံလုံးတက်တဲ့ဟာပေးတယ်ဒီနောက်6လတစ်နှစ်နဲ့ငါ120ပြအောင်လုပ်အဲ့လိုပဲသွားโอเคနော်အပြည့်ရှင်ဆရာကနောက်တစ်ခုကပါလဲဆိုbusiness plan တော့နော်ပြီး business plan နဲ့ပတ်သက်ပြီးသင်ပေးတယ်ဒီ marketing plan သင်ပေးတယ် management သင်ပေးတယ် customer service သင်ပေးတယ်ပြီး promotion plan buying plan ပေါ့နော် plan တွေဆရာသင်ပေးတယ်နော်ဟုတ်ပြောရင်ကျွန်တော်ဒီဘဝနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ live နဲ့ပတ်သက်ပြီးသွားဖို့တော့ပေါင်းနဲ့စီးနဲ့ကန်နဲ့ပေါင်းနဲ့သွားဖို့လည်းကျွန်တော်သင်ပေးတယ်ဘယ်လိုသင်ပေးလဲဆိုတော့နော်ဘယ်လိုလဲမင်းတို့ငါရေးခိုင်းတော့ကျေးဇူးတင်10မျိုးရေးခိုင်းတယ်မနက်ကထားရေးဆိုရင်လူတွေအကုန်လုံးကျေးဇူးတင်ရမယ်ကျေးဇူးတင်10မျိုးရှာကြပြီးကျေးဇူးတင်ရမယ်ကျေးဇူးတင်တဲ့စိတ်ဖြစ်အောင်မွေးရအောင်အဲ့တော့ကျေးဇူးတင်ပြီးဆိုလို့ရှိရင်လူတွေကကောင်းတဲ့ဟိုမိုင်းနေတက်ပြီကောင်းတဲ့မိုင်းတက်ပြီကောင်းတဲ့မိုင်းနေတက်ပြီဆိုလို့ရှိရင်ဘာဖြစ်ကောင်းတာပိုဖြစ်လာတယ်နော်ကောင်းနိုင်ဘူးဖြစ်လာမယ်ကောင်းတာတွေပို့ပြီးတော့ဟိုလုံနိုင်တာပေါ့နော်အဲ့လိုမျိုးကြီးပြီးရှင်နေ့တစ်နေ့တောင်းဝရှိမရှိတိုင်းတဲ့အချက်5ချက်ဟုတ်တယ်နော်အဲ့ဘာလဲသိရနော်ဘာလဲပညာဥစ္စာပညာရှင်းရှင်းမြတ်တာဖုန်းတော့ကိုရှင်းရှင်းမြတ်တာဖုန်းတော့ကိုပြီးတော့ပတ်စံဟုတ်နော်ဟုတ်ပြီနော်အဲ့5မျိုးအဲ့5ချက်ကိုဒီတရက်လုံးမှာ5ချက်မှုတော့3ချက်လောက်ရရင်စင်ပြီးရ2ချက်ရရင်လည်းစင်ပြီးရတစ်ချက်မှမရတော့စင်မပြီးအဲ့ဒီလူတော့မတက်ဘူးနော်အဲ့ဒီချက်တင်ပြီးရပြောရင်နေ့စဉ်မှတန်ဘယ်နေ့ပဲချိန်မှာထားတယ်ဘယ်ချိန်မှာဘာလုပ်တယ်ဘယ်ချိန်မှာဘာလုပ်တယ်ဘယ်ချိန်မှာအိတ်တယ်အဲ့ကုန်ရေးခိုင်းတယ်အဲ့ဒါမျိုး live နဲ့ပတ်သက်ပြီးတော့ဆရာရေးခိုင်းတာနော်ဒီမှာရှိတဲ့အချိန်မှာမညံ့လည်းကောင်းအောင်နော်ဒါရေးဦးလေလူလည်းသိပါဆရာဒီမှာတင်တဲ့တက်ဝေလူလည်းသိရနော်အဲ့ဒီလုပ်ပြီးရတင်တဲ့ဟိုဖွင့်တယ်ဟိုပတ်စင်ရရှိသေးရဗျနောက်3လလောက်နေတော့မှစပြီးတက်လို့ရအောင်ဒါပေမဲ့လူကတက်ရှင်လူကအရင်များတဲ့ခါကျတော့လေအဲ့လိုဟုတ်ကျွန်တော်တင်တန်းဖွင့်တဲ့ခါကျတော့ရှင်လည်းပြန်ပြီးပြောပြပါအောင်နော်ထပ်ပြီးတော့နော်ဒီမှာရှိတဲ့တင်တန်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီမှာတက်ဖူးတဲ့တင်တန်းသားကနေပြီးနောက်တင်တန်းသားချိန်ပြီးလို့လည်းမလွယ်ဘူးပြကျွန်တော်အဲ့လိုလက်ခံတာပေါ့ကျွန်တော်ကြိုက်တဲ့အချိန်တွေကလက်ခံတာနော်အဲ့လိုဟိုဒီ interview လေးဖြေရတယ်ဖြေပြီးအောင်တော့မှပိုင်းတော့မှလက်ခံတာပေါ့နော်အဲ့တိတ်တော့တက်ဖို့မလွယ်ဘူးဒါပေမဲ့လွယ်ဘူးအောင်အားလုံးအဆင်ပြေအောင်တော့ကျွန်တော် serious season ပေးပါအောင်နော်ကျေးဇူးပါ